လူအများစုဘာလို့တစ္ဆာဖောက်ကြတာလဲအဲ့ဒီမိကွန်းတက်ပေါ့နော်ကျွန်တော်ကတော့ဘယ်လိုမြင်လဲဆိုရင်အဲ့တစ္ဆာဖောက်ကြတဲ့လူအများစုကကိုမချစ်တဲ့လူတွေလို့ကျွန်တော်တို့ထင်တယ်ကျွန်တော်ပြောတဲ့ချက်ပြန်လာထောက်ပြီနော်တစ္ဆာဖောက်တဲ့သူအများစုကကိုမချစ်တဲ့သူတွေလို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ကတစ္ဆာဖောက်လိုက်ပြီးဆိုကြတဲ့ကောကိုယ့်ရဲ့ဂုဏ်သိက္ခာကိုယ့်ရဲ့ value ကိုယ့်ရဲ့ဒီဘယ်လိုပြောရမလဲကိုတတ်မှတ်ထားတဲ့စံနှုန်းတွေအဲ့ဒီຢာတွေကိုတန်ဖိုးမထားလို့အဲ့ဒီຢာတွေကိုမချစ်လို့အဲ့ဒီຢာတွေကိုမလေးစားလို့မလို့တစ္ဆာဖောက်တာလို့ကျွန်တော်တို့ထင်တယ်ထားပါတော့တစုံတယောက်ကိုလွယ်လွယ်ကူတစ္ဆာဖောက်လိုက်တယ်ဆိုတဲ့နေရာမှာကွာအဲ့ဒီကိစ္စတွေခဏဘေးဖယ်ထားအောင်ကျွန်တော်တို့ဒီမှာဘယ်လိုမျိုးအထိပ္ပယ်သတ်မှတ်ရှင်လဲဆိုရင်တစ္ဆာဖောက်လိုက်ပြီးဆိုကြတဲ့ကောခင်ဗျားဘယ်လိုလူဖြစ်သွားပြီလဲဆိုရင်ကိုလုံးဝမချစ်တဲ့သူကိုလုံးဝတန်ဖိုးမထားတဲ့သူဖြစ်သွားပြီလို့ကျွန်တော်ကတော့ပြောချင်တယ်ကျွန်တော်တော့အဲ့လိုမျိုးခံယူထားတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူကထားပါတော့တစ္ဆာဖောက်တဲ့သူတွေအကြောင်းတွေးနေရဆိုရင်ဘယ်လိုပြောရမလဲခေါင်းထဲကိုအရင်မတွေးပါနဲ့အရင်မခံစားပါနဲ့ကိုတစ္ဆာဖောက်ခံလိုက်ရလဲအများကြီးမခံစားပါနဲ့ကျွန်တော်တို့ဒီမှာကိုပြန်ပြီး remind လုပ်စီရှင်တဲ့အရာပေါ့နော်ငါချစ်မယ်ငါတန်ဖိုးထားမယ်ဆိုရင်ငါဘယ်တော့မှတစ္ဆာမဖောက်ဘူးငါဘယ်တော့မှကိုချစ်တဲ့လူတယောက်ရဲ့ခံစားချက်ကိုပျက်စီးအောင်မလုပ်ဘူးအဓိကတော့ကိုချစ်တဲ့လူတယောက်ရဲ့ခံစားချက်ကိုပျက်စီးအောင်မလုပ်ဘူးဆိုတော့ကိုနဲ့ပတ်သက်ပြီးတော့လုံးဝဘယ်လိုပြောရမလဲချစ်တယ်ဆိုတော့အရာကိုမြင်အောင်ပြမယ်ဆိုတာပေါ့နော်ကိုချစ်မယ်ကိုတန်ဖိုးထားမယ်ကိုရဲ့ value ကိုရဲ့စံနှုန်းတွေကိုယ်တိုင်ကတန်ဖိုးထားမယ်ဆိုတော့ဟာလေးလိုအပ်တယ်လို့ကျွန်တော်ထင်တယ်မဟုတ်ရင်ကျွန်တော်တို့ကကိုမချစ်တဲ့လူတို့ပဲကျွန်တော်ထင်တယ်တစ္ဆာဖောက်တဲ့သူအများစုကကျွန်တော်တို့ဒီလိုထင်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေခင်ဗျားရောဘယ်လိုထင်လဲ comment မှာခဲ့ပြလို့ရပါတယ်